ကဲ့မင်္ဂလာပါကျွန်တော် AC ပါကျွန်တော်အခုပြောချင်တာဒီ USB နဲ့ကျွန်တော် portable လေးလုပ်ပြီးတော့ကျွန်တော် key ဆောင်သွားတဲ့နေရာတိုင်းကိုကျွန်တော်လွယ်တကူအသုံးပြုလို့ရတဲ့ပုံစံလေးကိုကျွန်တော်ပြချင်တာပါအဲ့အတွက်ကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော် USB မှာကျွန်တော် portable ဖြစ်နေပါတယ်အဲ့အတွက်ကျွန်တော် my computer နဲ့ရင်ဝင်ကြည့်လိုက်ပါဦးဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ရဲ့ USB က portable ဖြစ်နေပါတယ်အဲ့ဒါကိုကျွန်တော်ကအရင်ဆုံး portable ဒီ software တခု install လုပ်ပုံလေးနဲ့ကျွန်တော်ဒီ portable ကျွန်တော်ဒီ software တွေ application တွေကိုကျွန်တော်ဒီ USB ထဲကိုထည့်သွင်းပုံလေးကိုကျွန်တော်ပြချင်တာပါအဲ့တော့ကျွန်တော်အရင်ဆုံး USB ကိုကျွန်တော် format ချပါမယ်โอเคဒါဆိုကျွန်တော်ဒီမှာ portable USB ဆိုတာလေးရှိပါတယ်အဲ့ကောင်လေးကျွန်တော်အရင်ဆုံး format ချလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ USB က format ချပြီးသား USB လေးတစ်ချောင်းပါအဲဒီကောင်ကိုကျွန်တော်အရင်ဆုံး software တစ်ခုဒီ portable software လေးကိုကျွန်တော် install ရင်လုပ်ပြပါမယ်ဒီဘက်ကလေး okay next ဟုတ်ကဲ့ဒီမှာကျွန်တော် choosing install location ဆိုတာရှိပါတယ်အဲ့ဒီမှာကျွန်တော်ကအရင်ဆုံး browser ကို click တစ်ချက်နှိပ်ပါမယ်ပြီးရင် my computer ထဲတော့ပါမယ်အဲ့တော့ကျွန်တော်ဒီမှာ portable USB ပေးထားတယ်အဲ့တော့ဒီကောင်ကို click တစ်ချက်နှိပ်မယ်ပြီးရင် okay နှိပ်ပြီးလိုက်ပါမယ်ပြီးရင် install လုပ်ပါမယ်yes okay ဒါဆိုရင်ကျွန်တော်ဒီ USB ကကျွန်တော်ဒီ portable USB တစ်ချောင်းဖြစ်သွားပါပြီကျွန်တော်ဒီ portable ဆိုတော့လွယ်လင်းတစ်ခုအသုံးပြုလို့ရအောင်ကျွန်တော်ဒီ software တွေ application တွေကိုကျွန်တော် game တွေကိုကျွန်တော်ဒီ USB လေးထဲမှာထည့်ထားတဲ့ပုံစံမျိုးလေးကိုကျွန်တော်ပြချင်တာပါဟုတ်ကဲ့ဒီမှာခဏလေးစောက်ပြီးလိုက်ပါ
Okay ဒါဆိုရင်ကျွန်တော်တို့ဒီ portable ကျွန်တော် USB လေးတစ်ချောင်းဖြစ်သွားပါပြီအဲ့ဒီထဲကိုကျွန်တော်တို့စပြီးတော့ application တွေစထည့်ပါမယ်အဲ့ဒီမှာကျွန်တော်တို့ဒီ APPS ဆိုတဲ့ဒီ application နေရာကိုကျွန်တော် click ချက်နေပါမယ်ပြီးရင်ကျွန်တော်တို့ဒီ install a new application ဆိုတာရှိပါတယ်အဲ့ကောင်လေးကို click ချက်နေပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ကအရင်ဆုံးဒီကျွန်တော် Firefox ကိုကျွန်တော်အရင်ထည့်ပါမယ်အရင်ဆုံး click ချက်နေပြီး open လုပ်ပါမယ်Okay ဒါဆိုရင်ကျွန်တော်ဒီ portable လေးကို Firefox လေးကျွန်တော်ရောက်အောင်ပါတယ် Okay အဲ့လိုပဲကျွန်တော်နောက်တစ်ခုထပ်လုပ်ပြပါမယ် install a new application အဲ့မှာကျွန်တော်တို့ဒီ Maton ဆိုတဲ့ကောင်လေးတစ်ခုထပ်ထည့်ပါမယ် Okay Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ USB portable လေးမှာကျွန်တော်တို့ Maton ရောက်သွားပြီကျွန်တော်တို့ Firefox ရောက်သွားပြီကျွန်တော်အဲ့နှစ်ခုရောက်သွားပြီတခြား application တွေလည်းကျွန်တော်ဒီကနေပဲကျွန်တော်တို့ install a new application ဆိုတဲ့နေရာနေပဲသွားပါမယ် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ USB portable USB က portable လေးတစ်ခုဖြစ်သွားပြီဒီနေပဲကျွန်တော်တို့ဘယ်နေရာတော့ပို့ပါနဲ့ဒီကျွန်တော်တို့ဒီ USB တစ်ချောင်းနဲ့ကျွန်တော်တို့တကယ်ချင်းလိုချင်တဲ့စီ software တွေ game တွေ application တွေကျွန်တော်ဒီ USB လေးတွေထည့်သွင်းပြီးပို့ပါအသုံးပြုလို့ရအောင်လို့ကျွန်တော်ဒီပုံစံလေးကိုကျွန်တော်အသေးစိတ်ရှင်းပြတာပါအဲ့ဒါကိုကျွန်တော်လိုချင်တယ်ဆိုရင်ကျွန်တော်ဒီ YouTube အောက်မှာကျွန်တော် link တွေပေးထားပါတယ်ကျွန်တော်ရှိမှရှိတဲ့ဒီ portable software ဟို3-4ခုကိုလည်းကျွန်တော်အဲ့မှာ USB တွေကျွန်တော်အသုံးဝင်မယ်လို့ထင်လို့ကျွန်တော် YouTube အောက်မှာကျွန်တော်ချပေးထားပါတယ်အဲ့လိုပဲကျွန်တော်ဒီ USB portable လေးကိုအသုံးပြုခြင်းအဖြစ်ကျွန်တော်တို့ဘယ်တော့ပဲနေလာကျွန်တော်ဒီ software လေးကိုပို့နဲ့အသုံးပြုလို့ရအောင်ဆိုပြီးကျွန်တော်ပြောပြတာဖြစ်ပါတယ်
အားလုံးအဆင်ပြေပါစေကျွန်တော်မှားတာဒီအမှားတာတွေရှိရင်လည်းကျွန်တော်ခွင့်လို့နားလည်ပေးပါလို့ကျွန်တော်တောင်းပန်ပါတယ်ဟုတ်ကဲ့အားလုံးအဆင်ပြေပါစေခင်ဗျာ